Okay မင်္ဂလာပါသမစ်ကနေကြိုဆိုပါရစေဒီနေ့အလှည့်ကျတဲ့ကြိုသားကတော့ accelerate ပါငယ်ငယ်တုန်းကတော့ဒီကောင်ကိုအမြန်ကောင်လို့ပဲခေါ်ပါတယ်ဒီကောင်က Bantan intro song မှာမိတ်ဆက်တဲ့အမှတ်စဉ်အရာ၄ကောင်မြောက်ဖြစ်သလိုကျွန်တော်ဗီဒီယိုလုပ်တဲ့၄ကောင်မြောက်လည်းဖြစ်ပါတယ် accelerate ဆိုတဲ့နာမည်ကမြန်ပြောရရင် accelerate နဲ့အတန်တွဲတူပါတယ် accelerate ရဲ့အဓိပ္ပာယ်ကမြန်တာအရှိန်မြင့်တာပါဒီကောင်ကို accelerate လို့ဓာတ်ရိုက်နာမည်မပေးဘဲ accelerate လို့ပေးတာဟာပါဇက်ကနေခက်မြန်မြန်လေးခေါ်စေခြင်းလို့ဖြစ်ပါတယ်နာမည်ခေါ်တာအစသူ့ရဲ့ nature နဲ့လိုက်ဖက်စေချင်တာပါ Bantan alien တွေအများစုကတရိတ်ဆန်တစ်ကောင်ကောင်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံသဘောတဘာဝအတိုင်းဒီဇိုင်းဆွဲထားတာများပါတယ် Accelerate ကိုတော့ Velociraptor လို့ခေါ်တဲ့ဒိုင်နိုဆောမျိုးစိတ်ကိုမှီညမ်းထားပါတယ် Velociraptor တွေဆိုတာအကောင်သိပ်မကြီးပေမဲ့အပြေးမြန်တဲ့ဒိုင်နိုဆောမျိုးပါအီယာမတရဝါကြီးတွေနဲ့ပြည့်နေတဲ့ဒိုင်နိုဆောခင်မှာတော့ဒီကောင်ကလှင့်မြန်ဖြတ်လက်မှုအရှိဆုံးလို့ပြောလို့ရပါတယ်သိပ္ပံစိတ်ကူးရင်ဇလန်တိုင်းကတမိုင်းမတွေ့ငင်ကာလအထိခင်းနောက်ပြန်ဆွဲဖို့လဲလိုတယ်။မြန်မြန်ဆန်ဆန်သွားနိုင်တဲ့ကောင်တွေလဲလိုတယ်ဆိုရင် Velociraptor တွေကိုပဲပြေးမြင်ကြပုံရပါတယ်။ Power Rangers Dino Thunder မှာဆိုရင်လဲ Ranger တွေစီးတဲ့စက်ရုပ် Raptor တွေက Velociraptor တွေကို inspiration ယူထားတာပါ။ Accelerate နဲ့ Velociraptor တို့က aerodynamic body တွေပိုင်ဆိုင်ထားပါတယ်။ဒါကြောင့်မြန်မြန်ပြေးနိုင်ကြတာပါ။ Velociraptor တွေကသူ့ခေတ်သူ့အခါမှသာမြန်ကြတာပါ။သူတို့ရဲ့ average speed ကတနာရီ25မိုင်နှုန်းပဲရှိလို့ဒီနေ့ခေတ်ရဲ့မြန်တယ်ဆိုတဲ့သတ္တဝါတွေနဲ့ရှင်လိုက်ရင်တော့ဘာမှမဟုတ်သေးပါဘူး။လက်ရှိကမ္ဘာပေါ်မှာအမြန်ဆုံးတိရစ္ဆာန်ဖြစ်တဲ့ချီတာတွေဆိုတနာရီကို85မိုင်နှုန်းအထိပြေးနိုင်ကြပါတယ်။ဆိုတော့သုံးဆပိုမြန်တာပေါ့။ Accelerate ရဲ့ creator တွေကမြန်ပြေးနိုင်တဲ့ alien တစ်ကောင်ကိုဖန်တီးရမှာချီတာကိုလည်းမျက်စိကြားခဲ့ပါသေးတယ်။ဒါပေမဲ့ခြေလေးချောင်း character design က Wildmat မှာရှိနေပြီးသားမို့ထပ်မသုံးချင်တာနဲ့မသုံးပြတာပါ။ဆိုတော့ Accelerate ရဲ့မူရင်းမျိုးစိတ်အကြောင်းဆက်ပြောပါမယ်။သူတို့မျိုးစိတ်ရဲ့မူရင်းနာမည်က Kinet Celerin မိခင်ဂျိုက Kinet လို့ခေါ်ပါတယ်။ဒီဂျိုမှာအချိန်ကုန်တာအယမ်းမြန်ပါတယ်။နောက်ပြီးအချိန်ပြည့်မိုးကြိုးမုန်တိုင်းတွေတိုက်နေလို့သူတို့ကအဲ့ဒီမိုးကြိုးတွေကိုလွတ်အောင်အချိန်ပြည့်ရှောင်နေရပါတယ်။မိခင်ဂျိုရဲ့သဘာဝကပြောင်းလဲလာတာနဲ့အမျှ Kinet Celerin တွေကလည်းခုလိုလှင်းလင်းမြဲမြဲလှုပ်ရှားနိုင်အောင်တဖြည်းဖြည်း evolve ဖြစ်လာတာဖြစ်ပါတယ်။သေးသွယ်တဲ့ခန္ဓာကိုယ်တွေကလည်းအဲ့ဒီလိုရှောင်နိုင်တိမ့်နိုင်လှုပ်ရှားနိုင်မှုမျိုးဆက်တစ်ခုပြီးတစ်ခုစစ်ကဲပြောင်းလဲလာတာပါ။ကျွန်တော်တို့အမြင်မှာသာသူတို့ကမျက်စိနောက်စရာကောင်းလောက်အောင်ဟိုပြေးဒီလွှားဖြစ်နေပေမဲ့သူတို့အတွက်တော့တာမန်နေရလေးမှာလှုပ်ရှားသွားလာနေတာပါပဲလူသားတွေဘတ်စကားနောက်ကျလို့ကားဂိတ်စီခက်မြန်ပြေးရတဲ့လောက်တောင် pressure မရှိပါဘူးအဲ့လိုမြန်ပြေးတဲ့အခါမျက်နှာကိုလေတိုးတဲ့တံခံနိုင်မှုတဘာဝတရားကြီးကသူတို့ကိုအဖွင့်အပိတ်လုပ်နိုင်တဲ့မျက်နှာဖုံးတွေပေးထားပါတယ်ကျွန်တော်တို့အမြင်မှာစိတ်ရုပ်ဆန်ဆန်ဖြစ်နေပေမဲ့သူတို့ရဲ့တဘာဝဇီဝအစိပ်ပိုင်းပါပဲလူသားတွေမျက်တောင်အဖွင့်အပိတ်လုပ်တဲ့တဘာဝထက်ဘာမှမပိုပါဘူးအရမ်းမြန်ပြေးနေချိန်မှာသူတို့ခန္ဓာကိုယ်ဟန်ချက်ထိန်နိုင်မှုအတွက်က6ထောင်2ချောင်းနဲ့မလုံလောက်တော့ပါဘူးအဲ့ဒီအတွက်တဘာဝတရားကြီးကသူတို့ကိုတုတ်တုတ်ခိုင်ခိုင်အမိတွေပေးထားပါတယ်သူတို့ပြေးနေရင်နဲ့အချိုးအကွေ့တွေမှာလမ်းကြောင်းပြောင်းလိုက်ရင်အရှိန်လွန်ပြီးမတိုက်မိအောင်အမိကလေကိုခွဲပြီးအထောက်အကူပေးပါတယ်သင်္ဘောတွေကွေ့ရင်ပဲ့ကိုဘဲလှဲ့ညာလဲတာနဲ့သဘောတရားတူပါတယ်သူတို့အမိကလည်းအဲ့လိုပဲဘဲညာရမ်းပြီးခန္ဓာကိုယ်ကိုဟန်ချက်ထိန်ပေးပါတယ်လေရင်တွေပြန်နေရင်ကွေးဖို့အတွက်တောင်ပန်နှစ်ဖက်ရဲ့အစိပ်ပိုင်းတွေကအလုပ်လုပ်တာဆိုပေမဲ့လေရင်ရဲ့ body ကိုအတက်နိုင်ဆုံးလမ်းကြောင်းပေါ်မှာညှိနေအောင်လေခွဲမိကဟန်ချက်ထိန်ပေးရတဲ့သဘောတရားမျိုးနဲ့လည်းခက်ဆင်ဆင်တူပါတယ်။ပြောချင်တာကတော့ဒီကောင်တွေအန်နီယယ်ကင်းကင်းနဲ့ပုံမြန်ပြေးနိုင်စေဖို့အတွက်အမိကအရေးပါပါတယ်။ဒါပေမဲ့သူတို့ရဲ့6ရောက်ကဘိန်းလုံးတွေကတော့မွေးကလေးကပါလာတာမဟုတ်ပါဘူး။ဒီဘိန်းတွေမှာရှာစွင်ရှိပါတယ်။ roller ball လို့ခေါ်တဲ့ဒီဘိန်းလုံးတွေကသူတို့ဂျိုရဲ့သဘာဝအတိုင်းဖြစ်တည်လာတဲ့ပလဲလုံးတွေပါ။ကဘာဂျိုဘောကပလဲတွေလိုတော့ငြိမ်ငြိမ်မနေပဲအသက်ဝင်နေသလိုခုံပေါက်လျှောက်ပြေးနေပါတယ်။ Kinet Celerin တွေ10ကျော်သက်ရောက်လာရင်အဲ့ဒီဘိန်းလုံးတွေကနှစ်ခုကိုကိုကိုပြီးလိုက်ဖမ်းရပါတယ်။ဖမ်းမိသွားပြီဆိုရင်လူသားတွေဖက်နှက်စီးကြသလိုမျိုးသူတို့ခြေချောင်းတွေနဲ့ကုတ်လိုက်ပါတယ်။ဒီလိုကိုပိုင်ဘိန်းလုံးရှာတတ်နိုင်တာဟာသူတို့အရွယ်ရောက်ပြီလို့အတိအမှတ်ပြုခံရတာပါပဲ။ငကိုရဲကမြန်တဲ့မျိုးစိတ်ကဒီ roller ball တွေကြောင့်ပုံမြန်ပြေးနိုင်သွားပါတယ်။သူတို့ရဲ့ ability ကလည်းများများဆဆပြောစရာမရှိပါဘူး။ speed ကတနာရီကိုပြန်မိုင်900နှုန်းလောက်ရှိတာမို့ရေပေါ်မှာတောင်ပြေးနိုင်ကြပါတယ်။လှင်မြန်တဲ့ခန္ဓာကိုယ်အမိလိုက်နိုင်တဲ့အုံနောက်တွေလည်းရှိပါတယ်။ဆိုလိုတာကသူတို့တွေးတာဆုံးဖြတ်ချက်ချတာတွေကလည်းအယမ်းမြန်ပါတယ်။ strength mind မှာထူးထူးခြားခြားကောင်းနေတာမျိုးမရှိပေမဲ့သူတို့ရဲ့ speed ကိုအားကိုးပြီးသူများလက်သီးတစ်ချက်စာအချိန်မှာအချက်100လောက်ထိုးနိုင်ပါတယ်။နောက်ပြီးအမိမှာရှိတဲ့ကြွက်သားတွေကခြေတွေလက်တွေထက်တောင်တန်မာလို့တိုက်ခိုက်ဖို့အတွက်လည်းအသုံးဝင်ပါတယ်။သူ့အမိနဲ့ရှိုင်းလိုက်တဲ့အားလက်သီးနဲ့ထိုး6ထောင်နဲ့ကန်တာထက်တောင်ပြင်းပါတယ်။ဒီကောင်တွေက fighter တွေမဟုတ်တာတော့သိကြပါတယ်။ဘန်ကိုတိုင်းလည်းတိုက်ခိုက်ရမယ့်အခြေအနေတွေမှာဒီကောင်ကိုထုံမသုံးပါဘူး။အားနည်းချက်ကတော့ကိုယ်အားမရှိလို့ရေခဲပြင်တဲ့ရှင်တွေပေါ်မှာဆိုမတ်တက်တောင်ကောင်းကောင်းမရနိုင်ပါဘူး။အဲ့ဒါကြောင့်ဘန်နာ Kinet Celerin တယောက်နဲ့ရင်ဆိုင်ရရင် Diamond Head ပြောင်းပြီးချော်လဲအောင်လှုပ်လိုက်ရုံနဲ့ကိစ္စပြီးပါတယ်။ဒီကောင်အကြောင်းကတော့ပြောစရာဒီလောက်ပါပဲ။
Bantan show တွေမှာဆိုရင် classic Bantan လို့ခေါ်တဲ့ပထမဆုံးလူကြိုက်အများဆုံးရဲ့သူ့ရဲ့ sequel တွေဖြစ်တဲ့ Alien Force Ultimate Alien Omniverse တွေရဲ့နောက်ထပ်ကလေးကလာ reboot တစ်ခုရဲ့ရှိပါတယ်။ Alien Force ကလည်းတော်တော်လူကြိုက်များသလို Ultimate Alien အထိအဆင်ပြေခဲ့ပေမဲ့ Omniverse ကတော့ကြည့်မကောင်းတဲ့ art style အသစ်ဖြစ်သွားလို့ Bantan fan 90% လောက်ကမကြိုက်ကြတော့ပါဘူး။ reboot ကိုတော့ဘယ်သူမှအဖက်တောင်မလုပ်ပါဘူး။ Bantan show တွေကိုမြန်မာစာတန်းထိုးနဲ့ဗမာကြည့်လို့ရမလဲဆိုနီနီနာနာကျွန်တော်တို့ The Mist Telegram Channel မှာတင်ရှိပါတယ်။ရှာရှာပပထွက်ပူတဲ့ live action နှစ်ကားလည်းရှိပါတယ်။ Classic နဲ့ Alien Force ကိုဝင်ချင်းအစအဆုံးကြည့်နိုင်မှာဖြစ်ပြီး Ultimate Alien ကိုတော့ ongoing အနေနဲ့တစ်နေ့တစ်ပိုင်းနှစ်ပိုင်းတင်ပေးနေပါတယ်။လူကြိုက်နေပေမဲ့လို့ကြည့်ကျင်တဲ့သူတွေကြည့်လို့ရအောင် Omniverse ကိုလည်း Ultimate Alien ပြီးရင်စတင်ပေးပါမယ်။ဘာမဝင်တဲ့နောက်ဆုံး reboot ကိုတော့စိတ်ပြက်လို့ဘာသာပြန်ဖို့အစီအစဉ်မရှိပါဘူး။ဒါတောင်မှကြည့်ကျင်သပါဆိုတဲ့မန်မာတွေတောင်းဆိုတာများရင်တင်ဆက်ပေးဖို့စဉ်းစားပေးပါမယ်။ Series ၄ခုလုံးဆိုရင်စုစုပေါင်း Season 18ခုအပိုင်း230လောက်ရှိပါတယ်။အဲ့ဒီအတွက်တသက်စာမန်မာကြီးက1000ကျပ်ကိုမှ ongoing ကာလမှာမန်မာလာဝင်မယ်ဆိုရင်9000နဲ့ရှာပါတယ်။ Live action နှစ်ကားနဲ့တခြား animated movie တွေလည်းတင်ပေးထားလို့ဒီဈေးကတော့လုံးဝတန်ပါတယ်။မန်မာဝင်ကျင်တဲ့ဆိုရင်ဆက်သွယ်ဖို့ link တွေကို description မှာရော comment မှာရောချပေးထားပါတယ်။ဒီနေ့ဖို့ adios